စိတ်ခံစားချက်အပြောင်းလဲမြန်တဲ့သူကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲစိတ်ခံစားချက်အပြောင်းလဲမြန်တဲ့သူကိုအင်္ဂလိပ်လို a moody person a moody person စိတ်ခံစားချက်အပြောင်းလဲမြန်တဲ့သူပေါ့ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုမျိုးသုံးလို့ရလဲဆိုလို့ရှိရင်မင်းဒီနေ့ဘာလို့အဲ့လောက်စိတ်ခံစားချက်အပြောင်းလဲမြန်နေတာတော့အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် why are you so moody today why are you so moody today မင်းဒီနေ့ဘာလို့စိတ်ခံစားချက်အပြောင်းအလဲမြန်နေတာတော့ဘာလို့အတိတ်ကျမြန်နေတာတော့ကျွန်တော်အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်နောက်တစ်ပြောဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်မင်းစိတ်ခံစားချက်အတိတ်ကျမြန်တဲ့လူမျိုးစားနော်စိတ်ခံစားချက်ပြောင်းလဲတတ်တဲ့လွယ်ကူကူနဲ့ပြောင်းလဲတတ်တဲ့လူမျိုးနော်အဲ့လိုမျိုးပြောချင်တယ်ဆိုရင် you are a moody person you are a moody person မင်းစိတ်ခံစားချက်အပြောင်းလဲမြန်တဲ့သူပဲကျွန်တော်အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကကိုရှင်မှာတယောက်ကဒီစိတ်ခံစားချက်တော့ကြာတစ်မျိုးခုတစ်မျိုးစိတ်ခံစားချက်အပြောင်းလဲမြန်တဲ့သူတွေ့ဆိုလို့ရှိရင်ကျွန်တော်တို့က a moody person လို့ပြောလို့ရတယ်